Coalition Gani just like that. The color of change food tower is all that kind of perfect wish. Perfectly so that Puffer Kiwi Tower is a good and Mango Tower Lava. So built double no Mango Tower, who saw a young solo no Kiwi Tower about to say. ခိုင်လမန်ကုတီထော်လေးကိုစော့ကြအရင်ဆော့လို့ကောင်းလို့ထင်တယ်ပေါ့နော်ဖြည်းဖြည်းလေးတွိုက်တော့နိုင်တယ်ဒါပေမဲ့ဒီထော်ကလေးစားရများရဲ့ပေါ့နော်တခြားထော်ဝါတွေနဲ့မတူပါဘူးဆိုတော့နည်းနည်းဆက်ဆက်ပြပြလေးတော့ပြင်မယ်ပေါ့နော်ဆိုတော့လေးစော့တော့ကြပါပြီဒါပေမဲ့ဟိုထော်ဝါခက်ပြီးစိတ်ထဲမှာထော်ဝါပိုမြင့်လာရင်ဟာလေးစားရေးကိုများလာမယ်နည်းနည်းခက်လာမယ်လို့တော့ထင်မန်ကိုထောင်ပါလေးဟာနည်းနည်းတော့ခက်ပင်မဲ့အရင်ဆက်လက်ကိုင်းဆဲဆော့ကြည့်ခိုင်းချပါရပေါ့နော်နံပါတ်လေးရတော့ဟာခိုင်လေးကောမတ်မှာရေးခဲ့ပေးမယ်နော်ဟာဂျယ်လီဖူးထောင်ပါလို့ပြောရခေါ်ပါရတဲ့တမထောင်ပါအများရှိပါတယ်အဲ့ဒါကိုကြိုက်တဲ့ထောင်ပါတစ်ခုရွေးဆော့လို့ရပါတယ်တချီရောင်းဆိုရင်ဒီနားမှာဆိုလီဆာတွေပါပေါ့နော်ကိုကလီဆာမှာအတက်လည်းနည်းနည်းရုံးမလွယ်ပါဘူးဆိုတော့ခိုင်လီကြိုက်တယ်ပေါ့နော်လို့ဖြည်းဖြည်းဆော့ရပါတော့ခဏနေအောင်ပါလေတခါဗီဒီယိုလေးတင်မိပါပြီအထောက်ပါလေးလည်းဆော့လို့ကောင်းပါတယ်ပေါ့နော်အထောက်ပါနာမည်လည်း black and white ထားပါလို့ခေါ်ပါတယ်ခုဆိုကြည့်လိုက်တော့ဒါရေးစလေးစားအကြီးတွေပဲပေါ့နော်အမေခိုင်လီအားရရပေါ့နော်ဆော့ရဒီထောက်ပါတဲ့တခြားထောက်ပါတဲ့ဆိုင်ဟုတ်ပြကြပါမဲဘာမှဖြစ်တော့အကလေးကပါတော့ဘာမှမဖြစ်ဘူးပေါ့နော်ဆိုပြန်တက်မယ်အဲ့ဒါဆိုခိုင်လေးကကြတက်နေတော့လိုက်တာပေါ့နော်အတက်တော့ရောပါတယ်ဒါပေမဲ့ဒီလိုဆိုရင်အတက်ပြန်ဖြည့်ပေးပေါ့နော်ခိုင်ကြရတာဆိုရင်လည်းရှုံးသွားရင်အစပြန်ရောက်သွားပါတော့ဆိုရအဲ့လိုမျိုးခီဝီထော်ဝဆော့ဝါဆိုရင်ခိုင်လေးအဲ့လိုမျိုးဖြစ်တာများပါတယ်ဒီထားပါလေးမှာကြတော့ခက်လေးအဆင်ပြေနေပါလားဆိုပြီးခက်လေးကိုတာမြုံနိုင်ဖြစ်နေရပေါ့နော်ဒီထားပါလေးကိုခက်လေးတစ်ခါမှကြတယ်ပါနော်ဒီပေါ်ကနေပြောနေစီကြောနေတော့ပြုတ်ကြတာရတယ်မလိုက်ပါဘူးဟင်ဒီနားလေးမှာဆိုခက်လေးခဏပြုတ်ကြတတ်ပါရဲ့လို့ဆိုရင်ဒါပေမဲ့ခုတော့လက်နဲ့တန်းနေပါလားဆိုစင်ပြေနေရဲ့အတက်တော့နည်းနည်းရောသွားမယ်ပေါ့နော်အဲ့လိုမျိုးဟာရကြဒီနားလေးမှာအမြဲတမ်းပန်းစုအနေရမှာပန်းလေးလေးကမန်ဂိုလေးဆိုအနေရလေးကိုမန်ဂိုလေးထည့်ထားပါဗီဒီယိုလေးကတော့ဒီလိုဂျယ်လီဖူးဗီဒီယိုထားပါမပြီးသေးပါဘူးပေါ့နော်ကြံနေပါအများကြီးကြံနေရတော့မပြီးတော့လည်းဗီဒီယိုဘယ်နဲ့ပုံလောက်တော့ကြံနေလဲဆိုတော့ခုမှမန်ဂိုဆိုထဲဟို cherry တို့ lychee တို့အဲ့လိုမျိုးဟာရှိတယ်ဆိုတော့ jelly fruit ထားဗီဒီယို fan လေးတွေလည်းစိတ်မပူပါနဲ့ရှိသေးပါရဲ့လို့ခိုင်လေးပြောချင်ပါတယ်ခိုင်လေးနိုင်သွားပါပြီစောနေဆိုပြီးသွားပါပြီเย้အော်ပါရှောင်းနေပြီလည်းမသိဘူးโอเคဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ bye bye